ငါကျိုးထုံကိုကူညီပြီးနောက်မှာငါ့ကိုကူညီပေးခဲ့ကြတဲ့ညီကိုတွေအားလုံးကိုကျေးဇူးတင်တဲ့အနေနဲ့ဒီနေ့ငါမာလာရှန်ကောကျွေးမယ်လို့ဆက်နောက်လိုက်မိတယ်။ဒါပေမဲ့ငါရဲ့အဆင့်တန်းကမာလာရှန်ကောနဲ့တင်ဘယ်တန်းပါမလဲ။ငါတငယ်ချင်းရဲ့ရှော့ပင်းမုံမှာရှိတဲ့အကောင်းစားဘားတစ်ခုကိုငါတို့သွားခဲ့ကြတယ်။အဲ့ဒီအချိန်မှာရန်ရန်ဆိုတဲ့ကောင်မလေးကဘာမှမပြောဘဲတယောက်တည်းထိုင်တောက်နေတာငါသတိထားမိတယ်။သူ့တငယ်ချင်းတွေကနင့် project ကပတ်စံအများကြီးကုန်မှာလင်းရှင်လိုလူမျိုးကိုအကူအညီတောင်းကြည့်ပါလားလို့ပြောနေကြတာ။သူကတော့မာနာကြီးပြီးငါအပိတံမှာအရှုံးပေးတယ်ဆိုတာမရှိဘူးလို့ပြောနေပေမဲ့တကယ်တမ်းတော့သူ့မှာအခက်အခဲတွေအများကြီးရှိနေမှန်းငါသိတာပေါ့။ဝိုင်းထဲကလူတွေကတော့ငါ့ကိုသူတို့ရဲ့ကလပ်တွေတင်းမော့ဘော်ကပါတီပွဲတွေကိုအတင်းဖိတ်နေကြတာ။ငါလည်းစိတ်ထဲမှာအေးမင်းတို့ကတော့ငါပတ်စံကိုမျှော်နေကြတာပဲလို့တွေးနေမိတယ်။ငါကပတ်စံ300တာဝါသနာပါတာကိုသူလုပ်နေတဲ့ project ကကွန်ပျူတာချစ်ပြားထုတ်လို့ရတဲ့ဘေးကလူတွေကတော့သူ့ကိုယူနေတာလားဒါကမဖြစ်နိုင်ဘူးလို့ဝိုင်းလောင်နေကြတယ်။အမေရိကန်ကတော့ငါတို့ကိုဖိနှိပ်ထားတာဒီလောက်နီးပညာမျိုးကမင်းလိုအမျိုးသမီးတယောက်လုံနိုင်ပါမလားဆိုပြီးတော့ပေါ့ဒါပေမဲ့ကျက်ရှိရန်ရဲ့မျက်လုံးတွေထဲမှာငါဘာကိုမြင်လဲသိလားအရှုံးမပေးတဲ့ဇွဲနဲ့တေချာတဲ့ယုံကြည်ချက်ပဲငါကတော့အဲ့ဒီလိုလူမျိုးကိုမှသဘောကျတာသူကငါ့ကိုမေးတယ်ရှင်ရောတခြားလူတွေလိုပဲကျမကိုလှောင်ပြောင်းအောင်မလားတဲ့ငါကဘာပြန်ပြောလိုက်လဲသိလားအမေရိကန်ကငါတို့ကိုဖိနှိပ်ထားလေဒီချစ်ပပြားကိုငါတို့အောင်မြင်အောင်လုပ်နိုင်ရင်ငါတို့နိုင်ငံအတွက်ပိုကောင်းလေပဲလို့ငါရဲ့ဆုံးဖြတ်ချက်ကိုဘေးကလူတွေမကကြက်ရှိရန်ပါအံ့ဩသွားတယ်ငါချက်ချင်းပဲဖုံးထုတ်ပြီးတန်း900လွှဲပေးလိုက်တယ်မမဘူးတန်း900တိတိဒီပတ်စံကုန်သွားရင်ငါစီထက်လာတောင်းပါလို့ပြောလိုက်တော့ကြက်ရှိရန်တယောက်ကြောင်သွားတာပေါ့လူတိုင်းကမင်းယူနေတာလားဒါကအလားအသဖြစ်သွားနိုင်တယ်လို့ပြောကြပေမဲ့ငါအတွက်တော့ဒါက project တစ်ခုတည်းတင်မဟုတ်ဘူးငါကိုအလေးနဲ့ထားပြီးလာဆွေးနွေးတဲ့သူ့ရဲ့စိတ်ထားကိုငါတန်ဖိုးထားတာပြီးတော့ကြက်ရှိရန်ရဲ့ငါအပေါ်မှာရှိတဲ့သဘောကျမှုနှုန်းကလည်း20%တက်လာပြီလေအရေးကြီးတဲ့ကိစ္စတစ်ခုကိုငါရုတ်တရက်တတိယသွားတယ်အဲ့ဒါကတော့အခုချိန်မှာငါအတွက်အရေးကြီးဆုံးကရှေ့ဆက်ဖို့ပဲအားလုံးပဲနောက်တစ်ခါမှပြန်ဆောင်ကြတာပေါ့ဘိုင်ဘိုင်လို့နှုတ်ဆက်ပြီးငါအမြန်ဆုံးထွက်ခွာလာခဲ့တယ်တစ်ဖက်မှာတော့ရှုရွှမ်းနဲ့ရန်ပေါင်တို့ဖုံးပြောရင်းငါအကြောင်းရောက်သွားကြတယ်ရှုရွှမ်းကငါရဲ့အသိပညာတွေကသူ့ဆရာထက်တောင်တာလွန်နိုင်တယ်လို့ချီးကျူးနေတာရန်ပေါင်ကလည်းရှုရွှမ်းတယောက်ယောက်ျားတယောက်ပေါ်စိတ်ဝင်စားနေတာလားဆိုပြီးစနောက်နေသေးတယ်ငါရဲ့ပုံစံကိုလည်းသူတို့စိတ်ကူးရင်ကြည့်နေကြတာပေါ့နောက်ဆုံးမှာတော့ရှုရွှမ်းရဲ့အမေရောက်လာပြီးခီးထွက်ဖို့ပြင်ခိုင်းတယ်ဒါအပြင်ချမ်းသာတဲ့6မိသားစုနဲ့ရင်းရင်းနှီးနှီးနေဖို့ကိုလည်းတတိပေးသွားသေးတယ်ရှုရွှမ်းကတော့အမေစကားကိုနာခံတဲ့အနေနဲ့ခေါင်းညှိလိုက်ပေမဲ့သူ့မျက်ဝန်းထဲမှာတော့တစုံတစ်ခုကိုစဉ်းစားနေပုံပဲဒီနေ့ငါတငယ်ချင်းဟောင်ချစ်တယောက်ဖျားနေလို့သူ့အစားငါကိုတရက်လောက်အလုပ်ဆင်းပေးဖို့အကူအညီတောင်းလာတယ်လစာကတရက်ကို150နော်မင်းမဲယူလိုက်ပါဆိုပြီးပြောလာတော့ငါလည်းညင်းမနေတော့ပဲလက်ခံလိုက်တာပေါ့ဒါနဲ့ငါလည်းလုံခြုံရေးဝန်ထမ်းယူနီဖောင်းကိုတိတိကျကျဝတ်ပြီးရန်ကျန်းဆိုတဲ့ရှေးဟောင်းပစ္စည်းပြတိုက်မှာညပိုင်းချိန်ပိုင်းအလုပ်ဆဆင်းခဲ့တယ်ပြတိုက်မှာအေးဆေးဆေးအလုပ်လုပ်နေတော့မမျော်လင့်ပဲလူကြီးတယောက်နဲ့သူ့လူတွေရောက်လာတယ်အဲ့ဒီလူကြီးကတော်တော်လေးစိတ်ကြီးပုံရပြီးငါ့ကိုမြင်မြင်ချင်းပဲပြလိုက်မှာဒီလိုကလေးကလားဝန်ထမ်းမျိုးကိုဘသူကခန့်ထားတာလဲဆိုပြီးဒေါသတကြီးနဲ့အော်ဟစ်တော့တာပဲငါကတော့အေးဆေးဆေးပါပဲဒါပေမဲ့သူကငါ့ကိုချက်ချင်းအလုပ်ထုတ်ပစ်ဖို့အထိပြလိုက်တာဝန်ခံကိုဖိအားပေးနေတယ်တာဝန်ခံကတော့ဝန်ထမ်းအင်အားမလုံလောက်လို့ငါ့ကိုခေါ်ထားရတာပါလို့ရှောက်လဲနေပေမဲ့အဲ့ဒီလူကြီးကနားမဝင်ဘူးသူကငါ့ကိုကြောင်းမှာစာပဲတင်မနေနဲ့ဒီလိုနေရာမျိုးမှာအလုပ်လုပ်ဖို့ဆိုတာလူမှုရေးပညာတွေသိဖို့လိုတယ်လို့တောင်ငါ့ကိုလှောင်ပြောင်ခဲ့သေးတာဒါပေမဲ့ငါကဘာတူလဲငါမှာသူတို့မသိတဲ့အစွမ်းစားတွေရှိတယ်လေငါလည်းပြုံးပြုံးလေးပဲကျွန်တော်တို့ကြောင်းကတော့စာတင်တာထက်လူတွေကိုအကဲခတ်တက်ဖို့ပိုတင်ပေးထားတာပါလို့ပြန်တုံ့ပြန်လိုက်တယ်တကယ်တော့ဒီပြတိုက်ကရှူရွှမ်းတို့မိသားစုပိုင်တာလေတစ်ဖက်မှာလည်းရှူရွှမ်းရဲ့အမေကသူ့ကိုဒီတစ်ခါတော့ချမ်းသာတဲ့6မိသားစုနဲ့တေချာပေါက်ရင်းနှီးအောင်လုပ်ရမယ်လို့ဖိအားပေးနေပြန်တယ်ရှူရွှမ်းကတော့ငါအကြောင်းကိုပဲတွတ်တွတ်ပြောနေပြီးငါရဲ့ပညာရက်တွေကတကယ်ပညာရှင်ကြီးတွေထက်တောင်တာလွန်တယ်လို့သူ့အမေကိုပြောပြနေတာအဲ့ဒီအချိန်မှာပဲအရှက်မရှိတဲ့အဲ့ဒီရင်းနှီးမြုပ်နှံသူလူကြီးကရှူရွှမ်းနာကိုရောက်လာတယ်သူကရှူရွှမ်းရဲ့ပခုံးကိုကင်ပြီးမင်းကတော်တော်လာတာပဲငါစီမှာအလုပ်လုပ်ရင်မင်းတို့မိသားစုရဲ့အခက်အခဲတွေအားလုံးပြေလည်သွားမှာပါဆိုပြီးမဖွဲမရစကားတွေပြောလာတာအဲ့ဒီလူကြီးကရှူရွှမ်းကိုရောသူတို့ပိုင်တဲ့ရှေးဟောင်းပစ္စည်းတွေကိုပါဈေးပေါ်ပေါ်နဲ့တိမ့်ပိုက်ချင်နေတဲ့လူယုံမှာပဲရှူရွှမ်းခများမှာတော့အဲ့ဒီလူကြီးရဲ့လက်ကိုယုံဖဲ့ရင်တော်တော်လေးအခက်တွေ့နေရတယ်အဲ့ဒီလူကြီးကငါစကားကိုနားမထောင်ရင်မင်းတို့ပြတိုက်ကရှေးဟောင်းပစ္စည်းတွေကိုမှောင်ခိုဈေးကွက်မှာရောင်းပြရလိမ့်မယ်လို့တောင်ချင်းချောက်နေသေးတာငါကတော့အဝေးကနေကြည့်နေပေမဲ့စိတ်ထဲမှာတော့တော်တော်လေးဒေါသထွက်နေမိတယ်ရှုရွှမ်းလိုမိန်းကလေးမျိုးကိုဒီလိုလူစားမျိုးကလာနှိမ့်တာကိုငါဘလို့မှကြည့်မနေနိုင်ဘူးရှုရွှမ်းရဲ့အဖေကလည်းစီးပွားရေးမှာအကြီးအကျယ်ရှုံးနိမ့်ထားတော့အဲ့ဒီလူကြီးကိုပြန်မပြောနိုင်ပဲခေါင်းငုံနေရရှာတယ်ငါတို့မှာပတ်စံတွေအကုန်ကုန်ပြီးအခုဆိုဒေဝါလီခံရတော့မယ်လို့ရှုရွှမ်းကိုပြောတဲ့အခါရှုရွှမ်းခများမျက်ရည်တောင်ဝဲလာတယ်အဲ့ဒီလူကြီးကတော့အားရပါရရေပြီးမင်းငါစီမှာအစေခံလို့လာလို့ရတော့မှာပါလို့ထပ်ပြီးနှိမ်ချလိုက်သေးတယ်အခြေအနေတွေကတော်တော်လေးကိုရုပ်ဆိုးလာတယ်
အဲ့ဒီအသားထူတဲ့လူကြီးကရှုရွှမ်းတို့မိသားစုရဲ့အခက်အခဲကိုအခွင့်ကောင်းယူပြီးစာချုပ်တစ်ခုကိုအတင်းလက်မှတ်ထိုးခိုင်းနေတာရှုရွှမ်းခများမှာတော့ရွေးချယ်စရာမရှိဘဲမျက်ရည်တွေဝဲရင်းငါလက်မှတ်ထိုးပါမယ်လို့ပြောလိုက်ရရှာတယ်အဲ့ဒီလူကြီးကတော့သူ့ရဲ့အောက်နိုင်သူအပြုံးနဲ့ရှာကိုတက်ပြီးရှုရွှမ်းကိုမဖွဲမရကြည့်နေတာမြင်ရတာတော်တော်လေးကိုယွံဖို့ကောင်းတယ်ရှုရွှမ်းလက်မှတ်ထိုးခနီးမှာပဲငါဝင်လာလိုက်တယ်အဲ့ဒီလူကြီးကငါ့ကိုမြင်တာနဲ့ဒီလုံခြုံရေးကောင်ကိုအခုချက်ချင်းဆွဲထုတ်သွားစမ်းလို့အော်ဟစ်ပြီးငါ့ကိုနှိမ်ချဖို့ကြိုးစားပြန်တယ်ဒါပေမဲ့ तू မသိလိုက်တာကငါရဲ့တိခံမှုကအဆုံးထိရောက်သွားပြီဆိုတာပဲငါရှေ့ကိုတိုးသွားပြီးသူ့ရဲ့ပါးကိုအာရပါရတစ်ချက်တီးလိုက်တယ်သူလွင့်ထွက်သွားပြီးကျမ်းပြင်ပေါ်မှာခွေကျသွားတဲ့အခါမှာတလောကလုံးတိတ်ဆိတ်သွားတော့တာပဲပါးရိုက်ခံလိုက်ရလို့သွေးတွေထွက်လာတဲ့အဲ့ဒီလူကြီးကမင်းငါကိုရိုက်တယ်ပေါ့မင်းကိုအလုတ်ဖြုတ်ယုံတယ်မကဘူးထောင်ထဲရောက်အောင်လုပ်ပစ်မယ်လို့អော်နေသေးတယ်ဒါပေမဲ့ငါကသူ့အနာကိုတိုးသွားပြီးခက်အေးအေးပဲပြန်ကြည့်နေလိုက်တယ်အဲ့ဒီအချိန်မှာပဲရှုရွှမ်းရဲ့အဖေကငါ့ကိုကြည့်ပြီးအံ့ဩနေတယ်အခြေအနေတွေငြိမ်သွားတဲ့အခါမှာတော့ရှုရွှမ်းရဲ့အဖေကငါ့ကိုကြည့်ပြီးသူကမင်းရဲ့ကျောင်းနေဖက်တငယ်ချင်းမလားလို့ရှုရွှမ်းကိုမေးလိုက်တယ်ဟုတ်တယ်ငါတို့ကအထက်တန်းကျောင်းတုန်းကတငယ်ချင်းတွေလေငါရဲ့တကယ်အစွမ်းစားနဲ့နောက်ခံကိုသူတို့တီးသွားတဲ့အခါမှာတော့အရာအလုံးကပြောင်းလဲသွားပြီရှုရွှမ်းရဲ့မျက်လုံးထဲမှာငါ့ကိုအရင်ကထပ်ပိုပြီးအားကိုးတဲ့အရေးအယောင်တွေမြင်နေရပြီ